မိဘတိုင်းလိုမှာသားသမီးတွေစီကပတ်စံကိုလက်ဖြန့်ပြီးတော့မတောင်းကျင်တဲ့မာနမျိုးတွေရှိတယ်ကျွန်တော်မိဘမှာလည်းရှိတယ်ဆိုတော့သားသမီးကအလိုက်တတိနဲ့ကျေးဇူးဆက်တာမျိုးကိုပဲလိုလားကြတယ်အားလုံးပဲမင်္ဂလာပါ Education မှာအောင်မြတ် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာ life insurance နဲ့ annuity အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးသွားလို့ရှိရင် life insurance နဲ့ annuity ဆိုတာဘာလဲဘယ်လိုမျိုးလဲကိုတိုင်းနဲ့ကိုမိသားစုအတွက်တကယ်ရောအသုံးဝင်ရဲ့လားအကျိုးရှိရဲ့လားဆိုတာကိုရေဘူးရခြုံငုံပြီးတော့သဘောပေါက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမေးခွန်းနှစ်ခုမေးဖို့လိုတယ်ဆိုတော့အဲ့ဒီမေးခွန်းနှစ်ခုကအရင်အရေးကြီးတယ်အရင်လည်းကြောက်ဖို့ကောင်းတယ်လူတိုင်းသတိထားပြီးတော့မေးမိခြင်းမှမေးမိမှာဆိုတော့ပထမမေးခွန်းတစ်ခုကဘာလဲဆိုရင်တတန်းစိတ်မနေရရင်ဘယ်လိုလုပ်မလဲဆိုတော့ဒုတိယမေးခွန်းတစ်ခုကအသက်အရှည်ကြီးနေရရင်ရောဘယ်လိုလုပ်မလဲဆိုတော့ဒီတက်တန်းစိတ်နေတယ်ဆိုတဲ့နေရာမှာဒါအသက်80လောက်ထိနေရတယ်ဆိုလို့ရှိရင်ဒါတက်တန်းစိတ်နေရတယ်လို့ပြောလို့ရတယ်ပေါ့နော်အသက်50အစောပိုင်းလောက်ထိပဲနေရတယ်ဆိုရင်တော့ဒါတက်တန်းစိတ်မနေရဘူးလို့အကြမ်းမြင်သတ်မှတ်လို့ရတယ်ယောဂကြောင့်ပဲဖြစ်ဖြစ်မတော်တဆကြောင့်ပဲဖြစ်ဖြစ်တစ်ခုခုကြောင့်ဆုံးပါသွားမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားမိရင်ဒါ life insurance ကလိုအပ်လိမ့်မယ်အဲ့ဒါနဲ့ပြောင်းပြန်အသက်ရှည်လို့ရှိရင်လည်းပြဿနာရှိတယ်ဆိုတော့အသက်ရှည်နေရတဲ့အခါအထူးသဖြင့်ဒါအမေရိကမှာအဆင်ပြေနေရဖို့အတွက်ဆိုလို့ရှိရင် annuity လိုအပ်လိမ့်မယ်တက်တန်းစိတ်မနေရရင်ဘယ်လိုလုပ်မလဲဆိုတော့မေးခွန်းရဲ့အနောက်မှာနောက်ထပ်မေးခွန်းတစ်ခုရှိတယ်ကိုချစ်တဲ့သူတွေဘယ်လိုမျိုးကြံခဲ့မလဲကိုကအိမ်တော်ဦးစီးဖြစ်တယ်အသက်30 40သားသမီးရှိတယ်အိမ်ကိုနှစ်30အကျွေးနဲ့ဝယ်ထားတယ်ကားအကျွေးရှိမယ် credit card အကျွေးတွေရှိမယ်အဲ့လိုအခြေအနေမျိုးမှာကိုကမတော်လို့တခုခုကြောင့်ဆုံးပါသွားမယ်ဆိုလို့ရှိရင်ကိုအရန်ချစ်ရတဲ့သူတွေကိုရဲ့အမျိုးသားတမုံအမျိုးသမီးကိုသားသမီးတွေဒီအကျွေးတွေဒီအသုံးစရိတ်တွေနဲ့ဘယ်လိုမျိုးကြံရိတ်ခဲ့မှာလဲအဲ့ဒါကိုတွေးပူဘူးတယ်ဆိုလို့ရှိရင်ဒါ life insurance ကအဲ့ဒီစိုးရိမ်ပူပန်မှုတွေကိုသက်သာစေလိမ့်မယ်ဒီလိုပဲအသက်အရှည်ကြီးနေရရင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းရဲ့အနောက်မှာနောက်ထပ်မေးခွန်းတစ်ခုရှိတယ်အဲ့ဒါငါအလုံးမလုံးနိုင်တော့ရင်ဘယ်လိုရှင်းတန်မလဲဆိုတော့အသက်ရှည်တယ်ဆိုတဲ့အနောက်မှာအသက်ငယ်တုန်းကလောက်အပင်မခံနိုင်တာတွေပါလာတယ်ယောဂတွေကပ်ပါလာတယ်အလုံးလုံးနိုင်တဲ့အရွယ်ဆိုတာကအကန့်အသတ်ရှိတယ်ကျွန်တော်တို့ဘဝတစ်လျှောက်လုံးအလုံးမလုံးနိုင်အဲ့တော့အလုံးမလုံးနိုင်တော့တဲ့အချိန်မှာကိုယ့်ရဲ့ဝင်ငွေရပ်တန့်သွားမှာကျွန်တော်တို့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းအသက်60 80အရွယ်ပင်မအလုံးလုံးနေကြတာတွေမြင်မှုကြလိမ့်မယ်နေဖို့အခန်းစရိတ်တွေစားစရိတ်တွေရေဘူးမီးဘူးတွေပေးရမယ့်အကျွေးတွေကအသက်ကြီးသွားလို့ဆိုပြီးတော့ရော့သွားတာမျိုးမဟုတ်ဘူးပေးနေရမှာပဲဆိုတော့အဲ့ဒီအချိန်ကြာလို့ရှိရင် annuity အဲ့ကွက်လက်ကိုဖြည့်ပေးလိမ့်မယ် life insurance ကိုဘယ်သူတွေကဝယ်ကြတယ်ဆိုတော့အကျွေးရှိနေတဲ့သူတွေဆိုတော့အကျွေးရှိတယ်ဆိုလို့ရှိရင်ခုနဥပမာပြောရမယ်ဆိုရင်နှစ်30နဲ့အိမ်ကျွေးဝယ်ထားတယ်2နှစ်3နှစ်လောက်ပဲပေးရသေးတယ်4 5နှစ်လောက်ပဲပေးရသေးတယ်ကိုကဆုံးပါသွားတယ်အဲ့ဒီအိမ်အကျွေးကိုကြံရိတ်ခဲ့တဲ့မိသားစုတွေကဆက်မပေးနိုင်လို့ရှိရင်အဲ့အိမ်ကအသိမ်းခံရမှာသူသဖြင့်ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုသားသမီးတွေပေါ့ဆိုတော့နောက်ထပ်တစ်ယောက်ကဒါမိဘစဖြစ်တဲ့သူတွေမိဘစဖြစ်ပြီးကိုကလေးကအရွယ်မရောက်သေးဘူးသူတို့ရဲ့ကျောင်းစရိတ်တွေရှိမယ်သူတို့ရဲ့အသုံးစရိတ်တွေရှိမယ်သူတို့ရဲ့သင်တန်းစရိတ်တွေရှိမယ်နောက်ကောလိပ်စရိတ်တွေရှိမယ်ဆိုတော့အဲ့စရိတ်တွေကကိုမရှိရတဲ့ချိန်ကြရင်ကြံရိတ်ခဲ့တဲ့ကိုအိမ်တော်ဘက်ကဆက်ပြီးတော့တာဝန်ယူရမှာအဲ့လိုလူတွေlife insurance ကိုဝယ်ကြတယ်။အခုကအမွေထားခဲ့ခြင်းတဲ့သူတွေ life insurance ကဒါ instant estate လို့ခေါ်တဲ့ချက်ချင်းပိုင်ဆိုင်မှုတစ်ခုကိုဖန်တီးပေးတယ်။ဒီဥပမာ3သိန်းတန် policy တစ်ခုကိုဝယ်ထားတယ်ဆိုလို့ရှိရင်ဒါပထမတစ်လမှာ premium ကြေးပေးပြီးတော့နောက်ရက်မှာကိုကဆုံးပါသွားတယ်ဆိုရင်တော့မှအဲ့ဒီ policy 3သိန်းကိုမိသားစုလက်ထဲကိုချက်ချင်းရောက်သွားမှာဖြစ်တယ်။ဆိုတော့အဲ့လိုလူတွေlife insurance ကိုဝယ်ကြတယ် annuity ကိုဝယ်တဲ့လူတွေကတော့ဒါ retire လုပ်ချင်တဲ့သူတွေလုပ်ဖို့ပြင်ဆင်ချင်တဲ့သူတွေပြီးတော့လို့ရှိရင် retire လုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့သူတွေပြီးတော့ကိုစုထားတဲ့ပတ်စံထက်အသက်ပိုရှည်မှာစိုးရိမ်တဲ့သူတွေ 401k တို့ IRA တို့အကောင့်ထဲမှာထည့်ထားလို့ရှိရင်အဲ့ပတ်စံကကိုကထုတ်သုံးလိုက်လို့ရှိရင်ကုန်သွားမှာ annuity မှာကြတော့ကိုအသက်ဆက်ရှင်နေသူတွေကို guarantee income တစ်ခုအနေနဲ့ထုတ်ပေးနေမှာဖြစ်တယ်အဲ့တော့ life insurance ကဘယ်သူတွေအတွက်အကျိုးရှိတယ်ပထမတစ်ချက်ကတော့ကိုယ်တိုင်အကျိုးရှိတယ်တော်တော်များများက
ဒါ life insurance ကိုတေမရတယ်ဆိုပြီးတော့စိတ်မဝင်စားကြအောင်တကယ်ကအခုနောက်ပိုင်းဒီ design ဆွဲထားတဲ့ life insurance တွေဆိုလို့ရှိရင်ဒါ stock market နဲ့ချိတ်ဆက်ပြီးတော့ဒါရင်းနှီးမြှုပ်နှံမှုတွေတွဲလုပ်လို့ရတယ်ရလာတဲ့အကျိုးမြတ်တွေကိုလည်းဒါစီးပွားရေးလုပ်ငန်းတွေစဖို့ကလေးချောင်း college ပြီးတော့ living benefit လို့ခေါ်တဲ့ယောဂဖြစ်လို့ကိုကအလုံးမလုံးနိုင်တော့တဲ့အခါမှာထုတ်သုံးလို့ရတာမျိုးတွေလုပ်လို့ရလာပြီဒါ owner တွေအတွက်ပြီးပြည့်စုံတဲ့product တွေဖြစ်လာကြပြီဒါကြောင့်လည်းဒါကိုယ်တိုင်ပြီးတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုယ့်ရဲ့သားသမီးတွေအတွက်ဝယ်ကြတာဖြစ်တယ် annuity ကတော့ရှင်းပါတယ်ဒါကိုယ်တိုင်နဲ့ဒါကိုယ့်ရဲ့အိမ်အောင်ဘက်အလုံးမလုံးနိုင်တော့တဲ့အခါမှာ retire ယူတဲ့အခါမှာအာမခံချက်တစ်ခုရှိတဲ့ဝင်ငွေတစ်ခုဖန်တီးဖို့အတွက်ကိုယ်ပိုင်ပင်စင်ဖန်တီးတည်ဆောက်ခြင်းတဲ့သူတွေအတွက်ကိုအကျိုးရှိတဲ့ product တစ်ခုဖြစ်တယ်ဒီနေရာမှာထပ်ဖြည့်ပြီးတော့ပြောချင်တာကမိဘတိုင်းလိုမှာသားသမီးတွေစီကပတ်စံကိုလက်ဖြန့်ပြီးတော့မတောင်းကျင်တဲ့မာနမျိုးတွေရှိတယ်ကျွန်တော်မိဘမှာလည်းရှိတယ်ဆိုတော့သားသမီးကအလိုက်တတိနဲ့ကျေးဇူးဆက်တာမျိုးကိုပဲလိုလားကြတယ်ဆိုတော့ life insurance ပဲဖြစ်ဖြစ် annuity ပဲဖြစ်ဖြစ်ကအဲ့ကွက်လက်ကိုဖြည့်ပေးတယ်ဘယ်လိုမျိုးဖြည့်ပေးရလဲဆိုလို့ရှိရင်အသက်ကြီးလာလို့ဒါမှမဟုတ်လို့ရှိရင်ယောဂတစ်ခုခုဖြစ်လို့ကိုယ်အလုံးမလုံးနိုင်တော့တဲ့အချိန်မှာကိုယ့်ရဲ့ဘဏ်အကောင့်ထဲကိုတေချာတဲ့လစဉ်ပုံမှန်ဝင်ငွေတစ်ခုဝင်နေမယ်ဆိုရင်ဒါစောနာကပြောတဲ့သားသမီးစီကလက်ဖြန့်တောင်းရတဲ့ဘဝမျိုးမဖြစ်တော့တခါလေရှိရသားသမီးကတီးတက်တယ်မိဘအတွက်လိုအပ်တဲ့စားဖို့တောက်ဖို့ဒါအသုံးဆောင်ပစ္စည်းတွေကိုလိုလေသေးမရှိပြည့်စုံအောင်ထားပေးတယ်ပြည့်စုံအောင်ထားပေးထားတဲ့အတွက်လည်းပတ်စံမလိုတော့ဘူးလို့လည်းသူတို့ကထင်တတ်ကြတယ်ဆိုတော့ဒါပေမဲ့လည်းလူကြီးတွေမှာဒါအိမ်မှာမရှိတဲ့တရေစာလေးတွေစားချင်တာတွေရှိမယ်လူချင်းတန်းချင်တာလေးတွေရှိမယ်ဒါပေမဲ့ပတ်စံမရှိအဲ့တော့အလုံးမလုံးလဲလစဉ်ပုံမှန်ဝင်ငွေလေးတစ်ခုဝင်နေမယ်ဆိုလို့ရှိရင်အဲ့ဒါတွေစိတ်ညစ်စရာမလိုတော့ဘူး life insurance ကလည်းတေမပေးတာမဟုတ်ဘူးကိုကျမ်းမာရေးတစ်ခုခုချို့ယွင်းသွားတယ်ဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့အချက်တွေနဲ့ကိုက်ညီရဲဆိုရင် life insurance တွေက policy တွေကပတ်စံကိုဒီသူတို့ကစပြီးတော့ထုတ်သုံးလို့ရတဲ့အတွက်ငါတစ်ခုခုဖြစ်သွားလို့ရှိရင်ငါတစ်ခုခုအလုံးမလုံးနိုင်တော့ရင်ငါဒုက္ခမရောက်သွားဘူးငါမိသားစုဒုက္ခမရောက်သွားဘူးဆိုတဲ့အတိအရာဒါအဲ့တော့ကတွေကိုကင်းဝေးစေလိမ့်မယ်လုံခြုံတဲ့ငွေကြေးကွန်ရက်တစ်ခုနဲ့မိသားစုကိုလွှမ်းခြုံပေးထားသလိုပဲပေါ့နော်ဆိုတော့ဥပမာကိုကမိသားစုတွေနဲ့နေဖို့အတွက်အိမ်ကိုဒါနှစ်30နဲ့အကျွေးဝယ်ရတယ်တစ်လကို2500 3000အဲ့လိုမျိုးပေးရတယ်ဆိုတော့အဲ့ဒီပတ်စံမပေးတော့တာနဲ့အဲ့အိမ်ကအသိမ်းခံရမှာဆိုတော့အိမ်ဝယ်တယ်ဆိုပေမဲ့အဲ့ဒီအိမ်ကိုတကယ်ပိုင်သေးတာမဟုတ်ဘူးဆိုတော့အဲ့ချိန်မှာကိုကရုတ်တရက်နဲ့တခုခုကြောင့်ဆုံးပါသွားတယ်ဆိုလို့ရှိရင်ကြံခဲ့တဲ့ဇနီးနဲ့သားသမီးတွေဘယ်လိုလုပ်မလဲအဲ့ဒီအိမ်အကျွေးတွေ college စရိတ်တွေဘယ်လိုပေးကြမလဲဒါသူတို့ဘဝတွေဒုက္ခရောက်ကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါကိုပြောတာအိမ်ဝယ်တာမကောင်းလို့ပြောတာမဟုတ်ဘူးဒီမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်အိမ်ဝယ်ရတာသဘောကျတယ်ဒါအိမ်လဲဝယ်ဒီ life insurance အတွက်ကိုလည်းဒါတစ်ဖက်ကပြင်ဆင်မှုလိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ဆိုတော့အဲ့နေရာမှာကိုက9သိန်းတန် life insurance ရှိနေမယ်ဆိုလို့ရှိရင်ကိုမရှိရတဲ့နောက်ပိုင်းမှာဒါကိုယ့်ရဲ့ဒီ life insurance ကအခွန်တစ်ပြားမှပေးစရာမလိုဘဲနဲ့အဲ့ဒီ9သိန်းကကိုယ့်မိသားစုရပါမှာပြီးတော့ကြံခဲ့တဲ့အိမ်ကျွေးကိုလည်းပေးနိုင်မယ်ပြီးတော့လို့ရှိရင်အိမ်ကျွေးကိုပေးရမယ်တစ်လ2500 3000ဟာဒါအသုံးစရိတ်တွေအတွက်ပေးလို့ရတယ်ကလေးကျောင်းစရိတ်တွေအတွက် college စရိတ်တွေအတွက်လည်းမှာဒါထည့်လို့ရတယ်စီးပွားရေးလေးတစ်ခုစားဖို့တော့မှအရင်ကြီးရရင်ရအောင်မယ်ဆိုတော့ကိုမရှိတော့ရင်လည်းကိုရှိတော့ငါလိုမျိုးကိုယ့်ရဲ့မိသားစုကဟန်မပြတ်နဲ့အေးအေးဆေးဆေးနေနိုင်မှာဖြစ်တယ်အဲ့လိုစိတ်ချမ်းသာမှုမျိုးအဲ့လိုမျိုးလုံခြုံတဲ့ငွေကြေးကွန်ရက်လေးတစ်ခုကိုမိသားစုအတွက်လုံခြုံမိုးပေးထားနိုင်ခဲ့လိမ့်မယ်ဒီထက်ပိုပြီးတော့အမျှော်မြင်ရှိတဲ့သူတွေဆိုလို့ရှိရင်ဒါတသန်းတန်1 million တန် life insurance ကိုမျိုးဆက်အတွက်အမွေပေးထားခဲ့တယ်ဒါပုံမှန်လုပ်ပြီးစုမယ်ဆိုလို့ရှိရင်ဒါလုံရောကြုံရော9000တသိန်းအဲ့လိုမျိုးပဲအမွေပေးထားနိုင်နိုင်မယ်ပြီးအဲ့ဒီထားခဲ့တဲ့အမွေကလည်း20%ကနေစပြီးများရင်များသူ40%လောက်ထိကိုဒါ तू ကဒီ gift tax အနေနဲ့ပေးရတာဖြစ်တဲ့အတွက်ကြောင့်တော်တော်များတဲ့အခွန်လို့ပြောလို့ရတယ်ဒါပေမဲ့ life insurance မှာရတဲ့ death benefit ကဒါအခွန်တစ်ပြားမှပေးစရာမလိုဘူးပေါ့နော် annuity နဲ့ပတ်သက်ပြီးတော့နားလည်အောင်ပြောမယ်ဆိုလို့ရှိရင်လည်းဒါအသက်40လောက်ကနေပြီးတော့စပြီးတော့ပတ်စံထည့်တယ်ပြီးရင်ကိုကအသက်ဘလောက်မှစပြီးတော့ထုတ်မှလဲဆိုပြီးတော့စာချုပ်မှာကြိုတင်ပြီးတော့သတ်မှတ်ထားလို့ရတယ်ဆိုတော့ဥပမာကျွန်တော်တို့အသက်40လောက်ကနေစစုမယ်အသက်60 65မှာစထုတ်မယ်နောက်ကြမှာထုတ်လေပတ်စံပိုရလေပေါ့နော်ကိုယ့်ရဲ့ပတ်စံပိုပြီးတော့ပိုပွားလေပေါ့လေဥပမာကိုကစုပေါင်း3သိန်းစုထားတယ်ဆိုတော့အဲ့ဒါကိုထုတ်မဲ့အချိန်မှာ2သိန်းခွဲလောက်ဖြစ်သွားတယ်ဆိုတော့ကိုစားတုတ်တဲ့အချိန်မှာအဲ့ဒီစုပေါင်းပတ်စံရဲ့
ဒါ 4% 5% ကိုသူကနှစ်စဉ်ထုတ်ပေးသွားမှာဖြစ်တယ်ပြီးတော့အဲ့ဒါကလည်းကိုမသေးမချင်းပင်စင်လိုမျိုးထုတ်ပေးသွားမှာဆိုတော့ကိုထုတ်တာကိုအကောင့်ထဲမှာရှိရဲ့ပတ်စံစုပေါင်း2သိန်းခွဲထက်တောင်ပို့ပြီးတော့ထုတ်ပြီးသွားလို့ကိုကအသက်ဆက်ရှည်နေသေးတယ်ဆိုရင်တော့မှ NUD ကဆက်ထုတ်ပေးဦးမှာအဲ့ဒါကြောင့်မို့သူကဒီ guarantee income လို့ပြောတာဖြစ်တယ်အာမခံချက်ရှိရဲ့ lifetime income လို့ပြောတာဖြစ်တယ်ပေါ့နော်ဒါဆိုရင်မိကုန်းတစ်ခုရှိတာကိုထည့်ထားတဲ့ပတ်စံပမာဏမကုန်ခင်ကိုကဆုံးပါသွားရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီကြံခဲ့တဲ့ပတ်စံကဒါ debt benefit အနေနဲ့ကိုယ့်ရဲ့မိသားစုစီကိုရောက်သွားမှာဖြစ်တယ်အဲ့အတွက်ကြောင့်ဘာမှစုံနေတာမျိုးရှိမှာမဟုတ်ဘူးတချို့ဒီအရန်မိုက်တဲ့ NUD company တွေဆိုလို့ရှိရင်ကိုထည့်ထားတဲ့ပတ်စံတွေအကုန်လုံးသုံးပြီးသွားလို့ဆုံးပါသွားတယ်ဆိုရင်တော့မှကိုမူလအစကထည့်ခဲ့တဲ့ဥပမာဒီတသိန်းဆိုလို့ရှိရင်အဲ့ဒီတသိန်းကကြံခဲ့တဲ့မိသားစုအတွက်ကိုဒီ debt benefit အနေနဲ့ခြံထားပေးလို့ရတယ်ရှင်းအောင်ပြန်တွက်မယ်ဆိုလို့ရှိရင်ကိုကတသိန်းပဲထည့်ပြီးတော့3သိန်းခွဲပြန်ရလိုက်တဲ့သဘောပဲဆိုတော့အဲ့လိုမျိုးကဘယ် 401k ဘယ် IRA မှာမှမရနိုင်ဘူးပေါ့နော်ကျွန်တော်ခုနတွက်ပြသွားတဲ့ကိန်းဂဏန်းတွေကဒီအာမခံတဲ့ကိန်းဂဏန်းတွေမဟုတ်ဘူးဒါကျွန်တော်အကြမ်းမြင်တွက်ပြတာမျိုးဖြစ်ပါတယ်အဲ့တော့တော်တော်များများပြပြပြီးသွားပြီဆိုတော့ဒါသူတို့ရဲ့ဒီအားသာချက်တွေအားနည်းချက်တွေအကြောင်းကိုပြောပြမယ်ပေါ့နော်ဆိုတော့ life insurance ရဲ့ဒီအဓိကအားသာတဲ့အချက်ကတော့ဒါဆောနာပြောသွားသလိုမျိုး instant estate ချက်ချင်းပိုင်ဆိုင်မှုတစ်ခုကိုဖန်တီးနိုင်တယ်ကိုက3သိန်းတန် insurance policy တစ်ခုကိုဝယ်လိုက်တယ်ဒီလမှာ premium ကြီးတွင်းထားတယ်နောက်လမှာကိုကဆုံးပါသွားတယ်အဲ့3သိန်းရကိုမိသားစုစီချက်ချင်းရောက်သွားမှာဖြစ်တယ်အဲ့ဒါကသူ့ရဲ့အရင်အားသာတဲ့အချက်ပဲပြီးရင်အဲ့ပတ်စံကအခွန်ပေးစီရမလို့ပြီးတော့ living benefit လို့ခေါ်တဲ့ကိုအလုံးမလုံးနိုင်တော့တဲ့ချိန်ကိုဘာသာကိုမစားတော့နိုင်တော့တဲ့အချိန်ကိုအဝတ်စားကိုမလဲတော့နိုင်တဲ့အချိန်ကိုဘာသာကိုရေမချိုးနိုင်တော့တဲ့ချိန်အဲ့အချက်တွေတည်းကအချက်2ချက်နဲ့ကိုက်ညီရဆိုရင်သူက living benefit ဆိုပြီးတော့ကိုယ့်ရဲ့ policy တွေကနေ percentage တစ်ခုကိုနှစ်စဉ်အမြဲတမ်းထုတ်ပေးမှာဖြစ်တယ်သူအားနည်းချက်ကတော့ဒီ life insurance ကအသက်ပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းတွက်ချက်တာဖြစ်တဲ့အတွက်ကြောင့်အသက်ကြီးရင်သူကဈေးပိုကြီးတယ်အသက်ငယ်လေဈေးပိုတက်တာလေးဖြစ်တယ်ပြီးတော့ကျန်းမာရေးပေါ်မှာမူတည်ရဲ့ life insurance ကလူတိုင်းဝယ်လို့မရနိုင်ဘူးကိုယ့်ရဲ့ကျန်းမာရေးစစ်ဆေးချက်တွေတင်ပြရတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့မှကိုကဒီအသက်ဆုံးပါနိုင်ခြင်းအရင်မြင့်မားတဲ့ယောဂအခန့်မျိုးရှိရဆိုလို့ရှိရင်သူတို့ဘက်ကအပူမလောက်တာမျိုးတွေရှိတယ်ဆိုတော့အဲ့ဒါကတော့သူရဲ့အားနည်းချက်တစ်ခုပေါ့နော် NUD ရဲ့အားသာချက်ခုနပြောရတယ် guarantee income ကျွန်တော်ကဒီသဘောအားစာငွေပဒေသပင်လို့ခေါ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဘုန်းကြီးကျောင်းတွေမှာထာဝရဆုံးပဒေသပင်မျိုးလှူဘူးကြမယ်လို့ထင်တယ်သူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဘဏ်မှာစီးရင်တည်အနေနဲ့အပ်ထားလိုက်တယ်ဒါမြန်မာနိုင်ငံဘဏ်ရဲ့အတိုးရိတ်ကအများများလာဆိုတော့အဲ့ဒီရဲ့ဘဏ်အတိုးနှုန်းကိုဒါလိုအပ်တဲ့စွန့်စည်းရိတ်တွေမှာပြန်ပြီးတော့အသုံးပြုတယ်ဆိုတော့အဲ့ဒီမှာကတော့ဒါသူ့ရဲ့အတိုးကိုပဲယူသုံးတာဖြစ်တဲ့အတွက်ကြောင့်တော့သူ့ဘဏ်ထဲကရှိတဲ့ငွေအလုံးရင်းပမာဏကြီးကတော့လုံးဝရိုးရိုးသွားခြင်းမရှိဘူးပေါ့နော်ဒါပေမဲ့ဒီဘက် NUD မှာကြတော့ဒါကိုကပတ်စံတစ်ခုအပ်ထားမယ်အဲ့ပတ်စံအချိန်ကာလတစ်ခုကြာတဲ့ချိန်မှာကိုထုတ်သုံးမဲ့ချိန်မှာအဲ့ပတ်စံကပွားနေမယ်အဲ့ဒီပွားတဲ့ငွေရောကိုထည့်ထားတဲ့ငွေရောအားလုံးစုပေါင်းရဲ့ percentage တစ်ခုကိုနှစ်စဉ်တိုင်းဒီပင်စင်လိုမျိုးထုတ်ပေးမှမျိုးဖြစ်တယ်အဲ့ဒီမှာအဲ့ဒီဟာအကုန်လုံးထုတ်ပြီးသွားလို့ကိုကသက်ဆက်ရှင်နေသေးရဆိုလို့ရှိရင်လည်း तू ကဆက်ပြီးတော့ထုတ်ပေးနေအောင်မှာဖြစ်တယ်အဲဒါကြောင့်မို့ guarantee income လို့ပြောတာဖြစ်တယ်အဲ့ဒါသူ့ရဲ့အဓိကအားသာတဲ့အချက်ပဲနောက်တစ်ခုကတော့ကိုယ့်အသက်ပေါ်မှာမူတည်ပြီးတော့ဆေးစစ်စရာမလိုတဲ့အတွက်ကြောင့်ဆေးစစ်စရာမလိုပြီးရင်ဒါကိုစုထားတဲ့ပတ်စံကဒီဈေးကွက်ပေါ်မှာမူတည်ပြီးတော့ပတ်စံတိုးဝါးနေမှာဖြစ်တဲ့အတွက်ကြောင့်ဒါ stock company တွေဈေးတက်တဲ့အချိန်မှာကိုယ့်ရဲ့ပတ်စံကလိုက်တက်မယ်ဒါပေမဲ့ market crash ဖြစ်တဲ့အခါမှာဒီ stock တွေထိုးကြတဲ့အချိန်မှာကို stock ထဲမှာသွားပြီးရင်းနှီးမြှုပ်နှံထားသလိုမျိုးကိုယ့်ပတ်စံကရုပ်သွားတာမျိုးရှိမှာမဟုတ်ဘူးအဲ့ဒါလည်းသူ့ရဲ့အဓိကအားသာချက်တစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒါမျိုးကလည်း life insurance မှာလည်းအဲ့လိုမျိုးပဲအားနည်းချက်ကတော့ပတ်စံအမြဲတမ်းအပ်ထားတယ်ပတ်စံအမြဲတမ်းအပ်ထားရတယ်ဆိုတာကတော့ဒါကျွန်တော်တို့ရိုးရှင်းပါတယ်ကျွန်တော်ဘဏ်မှာစီးရင်တည်အပ်ပြီးတော့အတိုးထုတ်စားမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီသဘောတရားပါပဲဒါပေမဲ့လို့လည်းအဲ့ဒါလည်းအားနည်းချက်လို့တော့ပြောလို့တော့မရဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ့်ပတ်စံကိုပြန်ပြီးတော့ပြန်ထုတ်ချင်တယ်ဆိုလို့ရှိရင်အချိန်မီပြန်ထုတ်နိုင်တယ်ဆိုတဲ့အနေအထားမှာရှိရယ်ပြီးရင်ကိုနှစ်စဉ်ရလာမယ်ပတ်စံကိုတော့ဒါ income tax အနေနဲ့ဆောင်ရတာမျိုးတွေတော့ရှိရယ်ဆိုတော့ဒီအားလုံးပြောရပြီးတဲ့နောက်ပိုင်းမှာ life insurance နဲ့ NUD ရဲ့အဓိက key difference လေးဒါခြုံငုံပြီးတော့ပြောပြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ life insurance ကိုဝယ်ရတဲ့ရည်ရွယ်ချက်ကတော့ဒီ financial လုံခြုံမှုအတွက်ပေါ့နော်ငွေကြေးလုံခြုံမှုအတွက်ကိုဆုံးပါသွားတဲ့အခါမှာကိုမိသားစု
ငွေကြေးလုံခြုံမှုအတွက်ကိုအဓိကရည်ရွယ်ချက်နဲ့ဝယ်ကြတယ်။ NUD ကကြတော့ retirement လုပ်ချင်တဲ့သူတွေ retirement လုပ်ဖို့အတွက်ပြင်ဆင်နေတဲ့သူတွေကို retirement လုပ်တဲ့အခါကိုအလုံးမလုံးနိုင်တော့တဲ့အခါမှာအမားခံချက်ရှိတဲ့ဝင်ငွေတစ်ခုကိုလိုချင်တဲ့သူတွေအနေနဲ့ဒါ NUD မှာငွေစုကြတယ်ပေါ့နော်။ဒါဘယ်လိုမျိုးပေးလဲ။ life insurance ဆိုလို့ရှိရင်တော့ဒါ lump sum လို့ခေါ်တဲ့ငွေတစ်လုံးသိင်းရင်းလိုက်သူပေးတယ်ပေါ့နော်။3သိန်းဆိုရင်3သိန်းလုံးမျိုးပေးတယ်။ခွဲပြီးတော့ပေးခြင်းလည်းရတယ်။ NUD မှာကျတော့သူက immediate နဲ့ deferral ဆိုတာနှစ်ခုရှိတယ်။ immediate ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုကပြင်ဆင်ယူဖို့အတွက် ready ဖြစ်နေပြီ။သက်60 65ဒီကျွန်တော်တို့ 401k မှာစုထားတာတွေရှိမယ်။ IRA မှာစုထားတာတွေရှိမယ်။ saving ထဲမှာစုထားတာတွေရှိမယ်။အဲ့ပတ်စံတွေကသူကထုတ်သုံးလိုက်ရင်ကုန်သွားမှာ။ NUD မှာထည့်ထားမယ်ဆိုလို့ရှိရင်ကိုတည်တဲ့အထိထုတ်သုံးသွားလို့ရတယ်။ဆိုတော့အဲ့အတွက်ကြောင့်ကိုပင်စင်ယူတော့မယ့်အချိန်မှာအဲ့ပတ်စံတွေအကုန်လုံး NUD ရဲ့ထည့်လိုက်တယ်။ဒီနှစ်မှာထည့်တယ်။ဒီနှစ်ပဲစပြီးတော့ထုတ်သုံးမယ်ဆိုလို့ရှိရင်အဲ့ဒါဒါ immediate ထုတ်သုံးတယ်လို့ခေါ်တယ်ပေါ့နော်။ deferral ကြတော့အသက်40 50မှာစပြီးတော့စုတယ်။ကိုကအသက်60 65 80လောက်မှာစပြီးတော့ထုတ်မယ်။ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကထုတ်သုံးလို့ရတယ်။ဆိုတော့ဘယ်အချိန်တွေမှာပေးတယ်လဲပေါ့နော်။ဘယ်အချိန်မှာပေးလဲဆို life insurance ကဒါတည်သွားတဲ့အချိန်မှာပေးတယ်။ဒါပေမဲ့လည်း living benefit လို့ခေါ်တဲ့ကိုနေမကောင်းဖြစ်မကျန်းမာဖြစ်တဲ့အချိန်မှာလည်းသူကစပြီးတော့ထုတ်ပေးတယ်။ပြီးတော့လို့ရှိရင်ဒီ NUD မှာကြတော့စောနာပြောခဲ့သလိုကိုကအသက်60မှာစပြီးထုတ်မှာလား65မှာစပြီးထုတ်မှာလား80မှာထုတ်မှာလားကိုကကြိုပြီးသတ်မှတ်ထားလို့ရတယ်။အဲ့ဒီအချိန်မှာစပြီးတော့ NUD ကိုစထုတ်လို့ရတယ်။ tax အနေနဲ့ကတော့ဒါ life insurance မှာ tax free ဖြစ်တယ်။ NUD မှာကြတော့ကိုက raw IRA raw 401k တွေမှာကိုကအခွန်ဆောင်ထားပြီးသားပတ်စံတွေကို roll ပါလုပ်ထားရဲဆိုလို့ရှိရင် NUD မှာပတ်စံအခွန်ပေးစရာမလိုဘူး။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါကိုထုတ်တဲ့ပတ်စံပေါ်မှာမူတည်ပြီးတော့ income tax အနေနဲ့ပေးရတာမျိုးတွေရှိတယ်။ပြီးတော့ဝယ်ကြတဲ့အရွယ်ပုံမှန်အားဖြင့်ကတော့ life insurance ကိုအသက်25နှစ်ကနေ60ဝန်းကျင်ဝယ်ကြတာများတယ်။ဒါပေမဲ့အသက်50နောက်ပိုင်း60နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီရရှိတဲ့ approval rate ကနည်းမယ်ဈေးနည်းနည်းလေးပိုပေးရတာမျိုးတွေရှိတယ်။အသက်အငယ်ဆုံးအနေနဲ့ကတော့ H0 အသက်တစ်နှစ်မပြည့်သေးဘူးမွေးပြီးစ2ပတ်3ပတ်လောက်ကြာလို့ရှိရင်တော့မှဝယ်လို့ရပြီကိုသားသမီးအတွက်ကိုအဲ့ချိန်မှာစပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်ဈေးအသက်သာဆုံးနဲ့ဒါ life insurance တခုစပြီးတော့ပြင်ဆင်ပြီးတော့ငွေစုပေးထားလို့ရတယ်ပေါ့နော်။ NUD ကကြတော့သူရဲ့သတ်မှတ်ထားတဲ့ minimum age maximum age ရှိတယ်။အသက်35 40လောက်ကနေစပြီးတော့အသက်80လောက်ထိသူကအဲ့ဝန်းကျင်မှာ NUD အကောင့်ကိုစုလို့ရတယ်ပတ်စံထည့်လို့ရတယ်။ debt benefit အနေနဲ့ကတော့ life insurance ကတော့ debt benefit ကအဓိကဖြစ်တယ်။ NUD မှာကြတော့ဒီတော်တော်များများ product NUD product တွေမှာ debt benefit ကချို့ရှိတယ်ချို့မရှိဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုယ့်အကောင့်ထဲမှာပတ်စံရှိတယ်ကိုကအကုန်လုံးထုတ်သုံးလိုက်ပြီဆိုလို့ရှိရင်တော့ debt benefit ရှိမှာမဟုတ်ဘူးကိုကထုတ်သုံးလို့ကြံသေးတယ်ဆိုလို့ရှိရင်အဲ့ဒီဟာကကိုမိသားစုရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်စောနာပြောခဲ့သလိုမျိုးအရန်ကောင်းတဲ့ NUD product တစ်ခုမှဆိုလို့ရှိရင်ကိုကတသိန်းသွင်းထားတယ်ကိုအသက်ရှင်နေစဉ်တစ်လျှောက်မှာကိုထုတ်သုံးထားတာ2သိန်းခွဲလုံးတိုးထားတဲ့ဟာတိုးပွားတဲ့ပတ်စံတွေရောဘာတွေရောအကုန်လုံးထုတ်သုံးပြီးသွားလို့ကိုကောက်ထဲမှာတပြားမှမကြံတော့ဘူးဆိုရင်တော့မှကိုဆုံးပါသွားတဲ့အခါမှာအဲ့ဒီ NUD product ကကိုမိသားစုအတွက်ကိုအဓိကသားသမီးအတွက်ကို debt benefit အနေနဲ့ကိုမူလအစသွင်းထားခဲ့တဲ့ premium ကြေးတွေအကုန်လုံး3သိန်းကို debt benefit အနေနဲ့ပြန်ပေးတဲ့ product မျိုးတွေရှိတယ်ဆိုတော့ဒီလောက်ဆိုလို့ရှိရင် life insurance နဲ့ NUD အကြောင်းကိုရေဘူးရတော့ခြုံငုံပြီးတော့သဘောပေါက်သွားမယ်လိမ့်မယ်လို့ယုံကြည်တယ်နည်းနည်းလေး confuse ဖြစ်နေတာမျိုးတွေမရှင်းတာမျိုးတွေရှိမယ်လို့လည်းထင်တယ်ဒါပေမဲ့ life insurance နဲ့ NUD ကကိုယ်တိုင်နဲ့ကိုမိသားစုအတွက်တကယ်ပဲအကျိုးရှိရလားဆိုတာကိုလည်းစဉ်းစားမိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့ life insurance နဲ့ NUD product တွေအကြောင်းကိုအသေးစိတ်ထပ်သိချင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်ချပေးထားမယ်ကျွန်တော်ရဲ့ Messenger မှာလည်းဆက်သွယ်လို့ရတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီထက်ပိုပြီးတော့အသေးစိတ်တဲ့ဗီဒီယိုတွေထပ်တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်